ဒီနေ့မှာတော့ဗောနော်ကျွန်တော်တို့သွားလှူခဲ့တဲ့ဗောနော်ငတိုင်းချောင်းကရွာတွေတော်တော်များများမှာရေတွေပိုတက်လာတယ်ဗောနော်ငတိုင်းချောင်းမှာရေတွေတော်တော်ပိုတက်လာတော့ကျွန်တော်တို့သွားပြီး join ပြီးတော့လှူခဲ့တဲ့ဒီပရာဟိတာအသင်းကကိုကြီးရပါတော့အကူညီလေးတောင်းထားလို့ပါလူရှင်လေးတွေများများလေးသိအောင်လို့ပေါ့နော်စောပေးဖို့အတွက်ပြောထားလို့ပေါ့နော်လူရှင်တွေအရန်လိုအပ်နေပါတယ်ငါတိုင်းကြောင့်မှရေတော်တော်ကြီးကိုအရင်ကထပ်ပို့ပြီးတော့လဲတက်နေပါတယ်ပြီးတော့ဒီရက်အတွင်းမှာပဲရှင်နစ်ပြီးတော့စုံနေလူတွေလည်းရှိလာတယ်ပေါ့နော်2ယောက်3ယောက်လောက်ဖြစ်နေတယ်ပြီးတော့ပိုးထီလာတဲ့လူတွေလည်းရှိနေတယ်ဆိုတော့သူတို့အကူညီတွေအရန်လိုအပ်နေပါတယ်အတိုင်းကြောင့်မြို့ပေါ်တော်မှာရေရတော်တော်ကြီးကိုတက်တယ်ကျွန်တော်တို့သွားတော့ထပ်တောင်မှပိုတက်သေးရပေါ့နော်အဲ့ဒါကြောင့်မလို့ပေါ့အခုလိုအပ်နေတဲ့အဲ့ဒီပေါ့နော်အကူညီလိုအပ်နေတဲ့ရွာတွေထဲမှာကျွန်တော်တို့လှူခဲ့တဲ့ရွာတွေလည်းပါတယ်ပေါ့နော်အဲဒါကြောင့်မို့လို့အဲ့ဒီထဲမှာစာဖြူစုရွာတို့ပြီးရင်ဒေါင်ကြီးတို့ထိန်မင်းလဟာတို့လေယိုးတို့ကရင်လက်သမားရွာတို့ပြီးရင်အိုင်တပြူပြီးရင်ရှေနောက်ရွာအဲ့လိုမျိုးရွာတွေပေါ့နော်ရွာတွေအရန်ကိုလိုအပ်နေပါတယ်ရေလည်းအရန်ထပ်တက်လာလို့ပေါ့နော်ပြောချင်တာအဲ့လိုမျိုးစားတောက်စရာကြီးလည်းအရင်လိုအပ်နေပါတယ်ဆန်မဟုတ်ရင်တော့မှအဲ့လိုအချောက်အချမ်းလေးတွေပေါ့နော်ဘာလို့ဆိုတော့ဆန်ကြတော့ချက်စားရတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တော်ရုံဆိုလို့ရှိရင်ဒီရေတွေတက်နေတာနဲ့တိတ်အဆင်မပြေအဲ့တော့အချောက်အချမ်းလေးပေါ့နော်အခုမှခောက်ဆွဲကြောက်လို့ဘာလို့ပုံစံမျိုးပေါ့နော်ပြီးချင်းနေဘာတွေဟိုဖြစ်တော့လဲချင်းစည်းတွေဘာတွေလဲလိုအပ်ပါတယ်အဲ့လိုမျိုးပေါ့နော်အဲဒါကြောင့်မို့လို့ဟိုလှူနိုင်တဲ့လူရှိရဲဆိုလို့ဒါမှမဟုတ်ဘူးဆိုရင်ဒီပရာဟိတအတင်းကျွန်တော်တို့သွားခဲ့တဲ့ပေါ့နော်ကျွန်တော်တို့ join ခဲ့တဲ့ဒီအကူတွေရဲ့ပရာဟိတအတင်းကလုံးဝဦးဆောင်ပြီးလုပ်နေတာထဲဝင်ပေါ့နော်သူတို့ ਨੇ မိတ်ဆက်ပေးပါမယ်သူတို့ ਨੇ join ပေးပါမယ်လှူရှင်တဲ့လှူရှင်တွေရှိရင်လည်းကူညီပေးကြပါလို့ပြီးအဖွဲ့တွေရှိရဆိုလို့ရှိရင်လည်းဆက်သွယ်ပေးကြပါပြီးတော့သူတို့ရှိမှအဓိကလိုအပ်နေတာကဒီပရာဟိတသမားတွေအခုသူတို့အဖွဲ့တွေကိုထမင်းချက်ကျွေးဖို့အတွက်လူလိုအပ်ပါတယ်တဲ့ရရှိပေါ့နော်ကူညီနိုင်မဲ့လူပေါ့ထမင်းချက်သူတို့ကပြင်ပမနဲ့အဲ့လိုမျိုးလိုက်ကူနေတဲ့ဟာပေါ့နော်ပြီးတော့သူတို့စားဖို့တောက်ဖို့အတွက်ခက်ခဲနေတယ်ထမင်းချက်ပေးဖို့အတွက်ဒီကုန်းပေါ်မှာသူတို့ကတာပေါ်မှာနေရတာဆိုတော့လေသူတို့ကကူညီရတော့သူတို့အထက်ကလူတွေကချက်ဖို့အဆင်မပြေတော့ထမင်းချက်ပေးဖို့အတွက်ကူညီပေးဖို့လူလိုအပ်နေပါတယ်ကိုကရက်ရှည်လေးနဲ့နေပြီးတော့ကူညီပေးခြင်းနဲ့ဆိုရင်လည်းဆက်သွယ်ပါပရာဟိတသမားတကယ်လုံနေတဲ့အကူတွေပေါ့နော်ကျွန်တော်တို့သွားပြီး join ခဲ့တဲ့အကူတွေပါအနေကြီးနဲ့အဖွဲ့နှောက်ပြီးထပ်သွားပြီးတော့လှူဖို့လည်းရှိပါသေးတယ်အဲအကြောင်းမို့လို့တကယ်လူချင်းတဲ့လူတွေရှိရဆိုလို့ရှိရင်အခုပြထားတဲ့အကူတစ်ချက်ပေါ့နော်စုံစမ်းလို့ရပါတယ်ဖုန်းလည်းဆက်လို့ရပါတယ်ကျွန်တော်ချက်ပေါက်ကနေလည်းလာပြောလို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်